tablet တွေသုံးရတာလည်းညောင်းပြီးဇကြောတွေတက်နေပြီလားဒါဆိုရင်တော့ဒီ Barmaster ရဲ့ TS တွေက tablet stand လေးရှိရနော်360 degree လှည့်သုံးလို့ရတဲ့အတွက်စာဖတ်မလားဗီဒီယိုကြည့်မလားကြိုက်တဲ့ဘက်ကိုကြိုက်တယ်လို့လှည့်သုံးလို့ရပါတယ် Premium grade aluminum alloy နဲ့လုပ်ထားလို့တကယ်ကိုခိုင်ခန့်ပြီးတော့သူ့ရဲ့ဒီဇိုင်းက premium ဆန်ပါတယ်ဒါအပြင်သူ့မှာ tablet တွေပူမလာအောင်အပူထွက်ပေါက်လေးတွေလည်းပါတယ်လို့ခောက်ပြီးတော့တင်လို့ရတဲ့အတွက်ဘယ်တော့တော့လည်းသူတည်သွားလို့ရပါတယ်အလုံးလုံးနေတဲ့အချိန်မှာပဲဖြစ်ဖြစ်အပန်းဖြေတဲ့အချိန်မှာပဲဖြစ်ဖြစ်တကယ်ကိုအသုံးတမဲ့ပစ္စည်းလေးတစ်ခုပဲဖြစ်ပါတယ်ဒါကြောင့်အခုပြောပြပေးသွားတဲ့ Barmaster tablet stand လေးကိုမှာယူခြင်းနဲ့ဆိုရင်တော့ Hello Mobile ရဲ့ Facebook page နဲ့ TikTok page တို့ကနေမှာယူနေတယ်လို့ Hello Mobile ရဲ့ဆိုင်ခွဲ9ဆိုင်လုံးမှာလည်းလာရောက်ဝယ်ပြီးအားပေးနိုင်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်